Melissa မှာ passport စီအောင်နဲ့အလွယ်တကူဖွင့်လို့ရတယ်ဒီမှာ e-wallet 3ခုအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာပြပြပေးပါမယ်အဲ့တော့အခုမှ Melissa ကိုစားရောက်တဲ့သူပဲဖြစ်ဖြစ် Melissa ကိုသွားဖို့စဉ်းစားနေတဲ့သူပဲဖြစ်ဖြစ်ဒီ wallet 3ခုအကြောင်းကိုသိထားသင့်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာပြပြပေးပါမယ်ပထမဆုံး wallet ကတော့ Touch 'n Go ပဲဖြစ်ပါတယ် Touch 'n Go ကတော့ Melissa မှာလုံးဝအသုံးအများဆုံး wallet တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့မှာဒီ passport စာအုပ်တော့မဟုတ် UNCAS စီအောင်နဲ့ဒီ Touch 'n Go wallet အကောင့်ကိုဖွင့်လို့ရပါတယ်ဒီကောင့်ဖွင့်ထားမယ်ဆိုရင်တော့မိတ်ဆွေကြိုက်တဲ့နေရာမှာဈေးဝယ်လို့ရမယ်အဲ့တော့ညီမပြည်ကိုလွှဲဖို့ကတော့ဘဏ်အကောင့်စီမှာရမယ်ပေါ့နော်မရှိဘူးဆိုရင်တော့ Touch 'n Go ရုံးနေမှာသွားပြီးတော့ရှောက်လို့တော့ရတယ်ပေါ့နော်အဲ့တော့ဒီကွာညီမပြည်မလွှဲဘူးဒီတိုင်းဈေးဝယ်ဖို့အသုံးပြုဖို့ဆိုရင်ဒီကောင်လေးကလုံးဝကိုအဆင်ပြေတယ်ပေါ့နော်အခြားဘဏ်တွေကိုလွှဲတဲ့အခါမှာဆိုလဲlimit တွေအများကြီးရတာဖြစ်တဲ့အတွက်ဒီကောင်လေးကလုံးဝကိုအဆင်ပြေပါတယ်ဒါတော့ Touch 'n Go ပေါ့နော်ဒါကတော့ merchant trade ပါ merchant trade ကတော့ဒီပြပဒီ Malaysia မှာနိုင်ငံခြားသားတွေအသုံးများတဲ့ wallet ပေါ့နော်ဒီကောင်လည်းတော်တော်လေးကိုအဆင်ပြေတယ်ဘာလို့လဲဆိုရင်ဒီကောင်ဒီညီမပြည်ကိုငွေလဲဖို့ဆိုရင်တော့ဘဏ်ပေါင်းစုံပေါ့နော်ဘဏ်တော်တော်များများဒီငွေလဲလို့ရတယ် Waymoney Way account ဒီ KPay AYNPay အများကြီးရတယ်ပေါ့နော်ဘဏ်တွေဆိုလဲဘဏ်တွေမျိုးစုံရပါတယ်သူကဆောနာကျွန်တော်ပြောခဲ့တဲ့ဒီTouch 'n Go ကအရင်ကဆိုရင် KPay အကောင့်နဲ့ဝယ်လွှဲလို့ရတာပေါ့နော်အခုဆိုရင်တော့ KBZ Special ပေါ့နော်သူက KBZ နဲ့ပဲချိတ်ဆက်ထားပါတယ်ဒီကောင်ကတော့အကုန်လုံး AYA KBZ CB ဘဏ်အများကြီးရပါတယ်ဒါပေမဲ့ဒီကောင်ကဒီ Touch 'n Go လောက် limit အများကြီးသုံးလို့မရဘူးပေါ့နော်ဒီကောင်ဆိုငွေလဲဖို့ဆိုရင်တရက်ကို1000ဒီပုံမှန်အကောင့်ဆိုတော့1500ဒီပဲရတယ်ပေါ့နော်အဲ့တော့ Due Win နေပါဖွင့်မှာပဲတရက်ကို2500ဒီလွှဲလို့ရပါတယ်ဒီကောင်ကတော့1000နီးပါးလောက်ထိအများကြီးတွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီ wallet နှစ်ခုကတော့ Malaysia မှာလုံးဝကိုနာမည်အကြီးဆုံးညီမတွေကြားမှာဆိုလဲအသုံးများဆုံးပေါ့နော်ဒီ Touch 'n Go ကတော့ဒီမလေးတွေတရုတ်တွေအစားအကုန်သုံးပါတယ်ဒီ merchant တွေကတော့ညီမတွေနိုင်ငံခြားသားတွေအသုံးများတယ်ပေါ့နော်ဒီ card နှစ်ခုရှိမယ်ဆိုရင်မိတ်ဆွေတို့ခြိုက်တဲ့နေရာမှာဈေးဝယ်လို့ရတယ်ပေါ့နော် online store နေပဲဝယ်မလားမိတ်ဆွေတို့ shopping center ကြီးသွားပြီးတော့ငွေသားမကိုင်နိုင်ဘူးဆိုရင်ဒါလေးနဲ့ scan ဖတ်ပြီးတော့လွှဲပေးလိုက်ရုံနောက်တစ်ခုကတော့ Insta Pay ဖြစ်ပါတယ်ဒီကောင်ကလည်းပိတ်စတို့မှာ passport ရှိအောင်နဲ့အလွယ်တကူဖွင့်လို့ရတယ်ပေါ့နော်ဒီနှစ်ခုလောက်တော့ဒီကောင်ကတော့မကြိုက်ပါဘူးဘာလို့လဲဆိုရင်ဒီကောင်အခြားဘဏ်တွေကိုငွေလဲဖို့ဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ကိုကဒီထဲကိုပစ္စက်ကလေးထည့်ပြီးတော့ဆိုင်နေမှာဈေးဝယ်တာဖြစ်ဖြစ်ပေါ့နော် online ကနေဈေးဝယ်တာဖြစ်ဖြစ်ဒီလောက်ပဲသုံးလို့အဆင်ပြေပါတယ်ဒီ wallet 3ခုကတော့မိတ်ဆွေတို့မှာ passport စာအုပ်စီအောင်နဲ့အလွယ်တကူဖွင့်လို့ရတာမှန်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာ Touch 'n Go ကတော့မိတ်ဆွေတို့ကိုယ့်ရဲ့ဖုန်းထဲကနေကိုယ်တိုင်ဖွင့်လို့ရတယ်ဒီ Insta Pay wallet ကလည်းကိုယ့်ဖုန်းထဲကနေအိမ်ကနေဖွင့်လို့ရတယ်ပေါ့နော်ဒီ merchant တွေကတော့ရုံးမှာသွားဖွင့်ရပါတယ်ကိုယ်တိုင်ဖွင့်လို့မရပါဘူးကိုယ်တိုင်ဖွင့်မယ်ဆိုရင်တော့ကိုယ်မှာ Malaysia ဘဏ်အကောင့်ရှိမှာပဲဖွင့်လို့ရတာပေါ့နော်မရှိဘူးဆိုရင်တော့ဒီ merchant တွေရုံးကိုသွားပြီးတော့ဖွင့်ရတာပေါ့နော်ဒါလေးကိုလည်းမိတ်ဆွေတို့သိအောင်လို့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီ wallet 3ခုနဲ့ပတ်သက်ပြီးတော့သိချင်တာရှိတဲ့ဆိုရင်လည်း comment မှာမေးထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ